မလွဲမရှောင်သာအရှင်နေလေးတွေကြောင့်ကျွန်တော်အနေနဲ့ရှင်းလင်းစရာကိစ္စလေးတွေရှိလို့လူတို့နဲ့တွေ့ဆုံဖို့စီစဉ်ရခြင်းဖြစ်ပါတယ်ခဏလောက်နေရင်စရအောင်ပါနော်ကျွန်တော်တို့အချိန်အရန်ကြီးမဆွဲပဲနဲ့ဟုတ်ကဲ့မင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါကျွန်တော်တို့တော်လန်ရေးမှာရိုးရိုးသားသားဖြောင်းဖြောင်းမှန်မှန်နဲ့ပါဝင်နေတဲ့ညီကောင်မောင်နှမတွေတော့ပို့ပြီးမင်္ဂလာပါပေါ့ဗျာဟုတ်ကဲ့ဒီနေ့ညဒီကျွန်တော်တို့လူထုနဲ့တွေ့ဆုံဖို့စီစဉ်ရတဲ့အကြောင်းအရာကတော့တချို့အားလုံးလည်းတည်ပြီးသားဖြစ်မှာနော်ဟိုဒီနေ့ကကျွန်တော်တို့ဒီမပန်ဆယ်လိုလိုက်လွန်ပြီးတော့ပြောကြားသွားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒါလူထုတွေစိတ်ညစ်နေမှာလဲစိုးပါတယ်နော်ဒါပြဿနာသဘောမျိုးလဲမမြင်စေချင်ဘူးပြဿနာဆိုတာတော့ပြဿနာပေါ့ဗျာဒါကကျွန်တော်တို့ဒီကလေးတွေလည်းမဟုတ်တဲ့အတွက်နော်လိုက်မှာပြောနေတယ်လို့အပြန်အလှန်ဒါရန်ဖြစ်တာမျိုးလည်းမဟုတ်ဘူးကျွန်တော်အနေနဲ့လည်းသူပြောသွားတာတွေနဲ့ပတ်သက်ပြီးတော့လိုက်မှာကျွန်တော်တို့အောင်သမားတွေညနေဆင်းဆိုင်ပြီးတော့ပြည်သူလူထုရှေ့မှာပဲအေးစေးစေးရှင်းလင်းကြဖို့ကျွန်တော်ခေါ်ပြခဲ့ပါတယ်ဒါပေမဲ့အခြေအနေအရသူ့အနေနဲ့ဒါအဆင်မပြေတော့ကျွန်တော်ကိုယ့်အကိုပဲတက်လာပြီးတော့ဒါရှင်းလင်းရခြင်းဖြစ်ပါတယ်ဒီလိုအနေထားမှာတော့မှဒါကျွန်တော်အနေနဲ့အားလုံးပြည်သက်တွေလည်းပြန်ကြည့်ပါနော်ရှေ့မှာကလေးကကျွန်တော်တို့ဒါအပြန်လန်တိုက်ခိုက်ဖို့ရမျိုးအနေနဲ့လဲကျွန်တော်ဒီဥစ္စာတွေကိုလောက်ရခြင်းမဟုတ်ဘူးဒါရှင်းလင်းဖို့ရအတွက်တက်တက်ပဲဘာဖြစ်လို့လဲဆိုတော့တိုက်ခိုက်တယ်လို့ဆိုရင်တောင်မှကျွန်တော်အနေနဲ့ဒီမတ်ပန်လဲသူ့ဒီဒေါ်လာရေးမှာထောက်ဖို့တယောက်အဖြစ်နဲ့လုပ်နေတာသူ့ဟာနဲ့သူကြံတဲ့ကိစ္စတွေဘယ်သူဘာပြောကျွန်တော်အနေနဲ့ဒါကောင်းတယ်လဲအရန်ကြီးမထားဘူးပေါ့နော်ကျွန်တော်ဒေါ်လာရေးသမားဆိုတော့ဒီလိုပြောလာရင်ဒီလိုလားဆိုတာတော့ရှိတယ်ဒါပေမဲ့အရန်ကြီးကောင်းတယ်လဲမထားဘူးအားလုံးလည်းသိတဲ့အတိုင်းပဲကျွန်တော်ပုဂ္ဂိုလ်ရေးကိုဘယ်သူမှလည်းမတိုက်ခိုက်ဘူးဒါသူမတ်ပန်နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်စပြီးတော့ဒီလိုမျိုးတိုက်ခိုက်တာလည်းမဟုတ်ဘူးအခုလည်းတန်ပြန်တိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့ဖြစ်တင်ဖြစ်ထိုက်တဲ့ကိစ္စတွေကတော့ကျွန်တော်ရှင်းလင်းပြရအောင်အားလုံးပြန်ကြည့်လိုက်ပါလွန်ခဲ့တဲ့လတော်ကြာကလည်းကျွန်တော်စကားထက်တယ်တော့ဖြစ်နေလဲဦးမယ်နော်ခင်ဗျားတို့လည်းမနိုင်တော့မှန်းသိလို့ကျွန်တော်တို့တိုင်းသားညီကိုမောင်နှမတွေကြိုးဝိုင်းပေါ်တက်ပြီးထိုးလာရတာနော်ကျွန်တော်တို့ကိုကြိုတာဖနှောက်နေနဲ့ခင်ဗျားတို့ကြိုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ပြန်ဆင်းသွားရအောင်ကလည်းဒီဘွဲကရှုံးလို့မဖြစ်ဘူးကျွန်တော်တို့တွေကပြည်သူတွေကဘဝကိုလောင်းကြီးထပ်ထားရတာမျိုးနော်တချို့တွေကထိုးကြီးတွေတနင်တဘိုးနဲ့ဂျိုးဝိုင်းပေါ်ကဆင်းသွားရုံပဲဆိုတာကျွန်တော်ပို့လေးတင်လိုက်တယ်သူအဲ့ဒီထဲမှာဘာကိုနာသွားတယ်တော့မသိဘူးကျွန်တော်သူ့ကိုလည်းအဲ့လိုမျိုးပြောတာလည်းမဟုတ်ဘူးနိုင်ငံရေးနဲ့ပတ်သက်လာပြီးတော့ကျွန်တော်တို့ကြုံနေရတဲ့နိုင်ငံရေးအတိုင်းအဝိုင်းမှာကျွန်တော်တို့ထဲဝင်လာတဲ့အချိန်ကျွန်တော်တို့အပေါ်မှာကြိုးစိုးမှုတွေစိုးွားတာကြောင့်ကျွန်တော်အဲ့ဒီ post ကိုတင်တာဒါပေမဲ့သူအဲ့ဒီပုံမှာအားလုံးလည်းသိပြီးသားပဲကျွန်တော်ကိုပဲຫນွေဦးမင်းအောင်လိုင်းလို့သူရည်ရွယ်ပြီးတော့ပြောတာကျွန်တော်သိတယ်ကြံတဲ့လူတွေလည်းသိတယ်သူကိုယ်တိုင်လည်းဟိုနေ့ကလိုက်မှာပြောသွားတယ်နော်တဲ့ပဲပေါ့ကျွန်မခင်ဗျကိုနဂါးကိုပြောတာဆိုရင်ပြောတာပဲပေါ့နော်အဲ့ဒီလိုမျိုးပဲပေါ့အဲ့ဒီတော့ကလည်းဒါအားလုံးသိတဲ့အတိုင်းပဲတချို့တွေဆိုရင်လာပြီးတော့ဖြည့်ရှင်းမှာပြောပါဆိုတာမျိုးတွေလုပ်တယ်ကျွန်တော်ခေါင်းထဲမှာလည်းမထားဘူးထားလိုက်လူဆိုတာတစ်ချိန်တစ်ခါအပြောမှဆိုမှရှိတတ်တယ်ခွန့်လွတ်လိုက်ဆိုပြီးတော့ကျွန်တော်ပြစ်ထားခဲ့တာနော်အခုလဲပါမဆိုင်ညာမဆိုင်ကျွန်တော်တို့ဒီမှာလာပြီးတော့ post တစ်ခုတင်နေဒါကျွန်တော်အနေနဲ့ဒါဒီလိုဆိုတာမျိုးကျွန်တော်နာမည်မထည့်အောင်တမယ်ပဲနော်သူတို့ဒီမှာ post တင်ပြီးတော့ဒါပြောတယ်ခလိကလားလည်းမဟုတ်ပါဘူးပြောချင်လဲတက်ပြောပေါ့သူပြောတယ်လို့ကျွန်တော်နဲ့သူနဲ့ contact ရှိနေတာပဲကျွန်တော်ကိုသူထပ်ပြောခြင်းလာပြောပေါ့နော်အဲ့လိုမျိုးပြောလို့ရတဲ့ကြားထဲကနေဒီမှာ post တင်ပြီးတော့သူပြောတယ်ကျွန်တော်အနေနဲ့ဒါပေမဲ့ဒါကိုတုံ့ပြန်ပြီးရန်ဖြစ်တာလည်းမဟုတ်ဘူးရန်ဖြစ်ပြီးဆဲဆိုတဲ့ပုံစံမျိုးတွေလည်းကျွန်တော်ပြောနေမှလည်းမဟုတ်ဘူးဒီသူတွေလည်းအားလုံးသိပြီးသားပဲနော်ကျွန်တော်ရှင်းတိုက်တဲ့ဟာကဒီဟာကမှားတယ်ဒီဟာကမှန်တယ်ဒီဟာကကျွန်တော်ကိုတော့ဒီလိုမပြောသင့်ဘူးဒါကတခြားသူတွေမှလည်းဒီလိုရှိတယ်ဆိုတာမျိုးကျွန်တော်ရှင်းလင်းဖို့လောက်ပဲကျွန်တော်ဒီဟာကိုပြောပြခဲ့တာနော်အဲ့ဒါလဲကျွန်တော်တို့ပြည်သူလူထုတွေနားလည်စေခြင်းတယ်အခုလဲဟိုဒီနေ့ကအားလုံးသိတဲ့အတိုင်းပဲဒါမပန်အနေနဲ့သူပြောတဲ့စကားပေါ့နော်ကျွန်တော်ကမရပါဘူးအော်နေလို့
ဆိုပြီးတော့သူပြောလာကျွန်တော်ကမရပါဘူးလေအခုအော်နေတာမဟုတ်ဘူးနော်ကျွန်တော်တို့ဒေါ်လာကြီးအစပိုင်းမှာကျွန်တော်တို့မရတာကိုမရဘူးဆိုတဲ့အကြောင်းလူတို့သိအောင်ကျွန်တော်ခဏခဏပြောခဲ့တယ်အားလုံးပြောသလိုပဲကျွန်တော် MRDA အတွက်လည်းမဟုတ်ဘူးငကားအတွက်တင်လည်းမဟုတ်အားလုံးအတွက်ကျွန်တော်ပြောတာအားလုံးအတွက်ကျွန်တော်ပြောခဲ့တယ်အဲ့ဒီလိုပြောပြီးတဲ့နောက်မှာလည်းမြေပြင်မှာဒါထိုက်တဲ့လောက်ရောက်လာလို့ကျွန်တော်မပြောတော့ဘူးအခုပြောနေတာကနော်ဆိုအားလုံးနဲ့ဒီကျွန်တော်တို့စကိုင်းတိုင်းရဲ့မြေပြင်အခြေအနေတွေကြောင့်ကျွန်တော်လူဟိုသိအောင်သူတို့ကိုလည်းကျွန်တော်အရင်ပြောနေရတာဒါတဲ့တယ်ပဲမကြရင်လည်းမတတ်နိုင်အဲ့ဒါ